ရွှေသီးကုံဘုရားကြီးရဲ့ရှေးဘက်ကအာယုံခံမဟုတ်ဒီမှာကျန်စစ်သားစီးခဲ့တဲ့မြင်းတွေရှိတယ်ဒီဘက်မှာပဲဘုရားကြီးရဲ့ထီတော်ကိုရေထည့်ကြည့်လို့ရှိရင်ဘုရားကြီးရဲ့ထီတော်ကိုဖူးလို့ရတဲ့ကြောက်ခွက်ကလေးရှိတယ်ဟိုးဘက်မှာတော့ကျန်စစ်သားရဲ့အောင်မြေရှိတယ်အနောက်တောင်တော့ဒီကတော့နေလုံးညဝင်တော့ဒီဘက်ကအဆောက်အဦကတော်လေးထူဆန်းတယ်ပြတ်တက်ပုံပေါ့တိုင်းနေနဲ့ဘုန်းကြီးပြန်နေမှာတိုင်းရင်းနဲ့ပြတ်တက်သွားတူဒါကြတော့ကျုပ်ခင်ငယ်12နှစ်သားလောက်13နှစ်သားလောက်10တန်းလောက်ကရောက်မှုတဲ့အောင်ချင်း8ပါထန်စကားကြီးကြားရရိုက်ထားဒီဘက်ကဘုရားရှင်ကိုမာနကလာပြီးတော့မှဖြစ်တဲ့အခန်းပေါ့အဲ့တော့တုံရီနမင်းကသူ့ရဲ့ဒေသချင်းတဲ့ကဘာတသိမ့်ပါရမီတော်ဖြည့်ကျင့်ခဲ့တဲ့ကုသိုလ်ရဲ့အဖို့ပါကသူ့ရဲ့ဆန်တော်ကိုညှစ်ပြီးတော့မှနောက်ကတော့လိုင်းလုံးတွေမုန်တိုင်းတွေငကားတွေကလုံးတွေကြားတွေလင်းယုံတွေညောင်မင်းကလည်းအမတန်မှတက်ရှိပြင်ပမှာရှိတဲ့ညောင်မင်းတို့ညောင်ရွက်ကလေးတွေနဲ့တည်တည်ချာချာထုထားတဲ့ဘူးရုပ်ဒီဘက်ကမာနဲ့မင်းကဝရသိန်းလက်နဲ့ကိုကိုင်းဒီဘက်ကစင်တော်စင်တော်ပေါ်မှာကမနမင်းရဲ့စစ်တီတော်တွေပေါ့ဒီဘက်ကမွေတွေရောဒီနေရာလေးမှာကျုပ်လွန်ခဲ့တဲ့နှစ်ကလွန်ခဲ့တဲ့ဟိုးငယ်ငယ်တုန်းကကလေးတုန်းကဒီမှာဓာတ်ပုံလေးတွေရိုက်ခဲ့ဘူးလေအဲ့တော့အဖြူမဲတော်ကာလာမရှိသေးဘူးအဖြူမဲဓာတ်ပုံလေးနဲ့ပေါ့အောင်ချင်း၈ပါးတန်တကာကြားတွေကနေကျူဆာနဲ့ရိုက်ထားလိုက်ပြီဒီနေရာလေးကကျုပ်ရဲ့အမတ်တွေကရှိခဲ့ဘူးတဲ့နေရာလေးပါကျုပ်ငယ်ငယ်ခလေးဘဝတော့မနက်7တန်းအရွယ်တော့ရောက်ပြီးတော့ဒီနေရာမှာဓာတ်ပုံရိုက်ခဲ့ဘူးလေပင်ပင်66တီးတီးဖြူဖြူကောင်လေးကအခုကြတော့ဖိုးကြီးဖြစ်နေဒီညဘက်ချမ်းလေးမှာပဲကျုပ်မတ်တက်ရက်ပြီးတော့မှအဲ့တော့ပင်ပင်တီးတီးလေးပေါ့ရိုက်ခဲ့တဲ့အောင်ကြီး8ပါးနေရာလေးအဲ့တော့တက်စကားကြီးတော့ရှိသေးတယ်မထင်ပါဘူးရုပ်ကြည့်ပေါ့ဒီဘက်မှာတော့ရှင်ဒီဝလေးရှိတယ်ရှင်ဘုကုတ်ရှိတယ်စီတော်ကြီးရှိတယ်ဟိုးအနောက်ဘက်မှာတော့ဖေးတဲ့သားတလာကြီးနဲ့ရုပ်ကြီးရှိတဲ့ရွှေလီကိုဘုရားကြီးပါ